ကိုဝင်သားစေးတောက်တာတို့တာဆက်ချာနီသုံးတာတို့ဒီခရိယန်အိမ်ထောင်မှာလှုပ်တင်သလားပြီးကျန်းစာနဲ့ကိုညီသလားလို့ကျွန်တော်လာမေးထားတယ်အဲ့တော့ကျန်းစာထဲမှာကျွန်တော်တေချာလေ့လာကြည့်တဲ့အခါမှာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတေချာဖော်ပြထားတာလည်းမရှိဘူးအဲ့တော့ဓမ္မဟောင်းမှာပြဿနာမရှိဘူးလေသူကယောက်ျားတစ်ယောက်မှာမိန်းမမရှိဘူးဆိုရင်အနည်းဆုံး၄ယောက်ရှိတာဖြစ်တဲ့အတွက်ကြောင့်တစ်ယောက်နဲ့မနေဖြစ်ဘူးဆိုရင်လည်းသူ့မှာနေစရာတခြားမိန်းမတွေရှိတော့ဒီကိစ္စကသူတို့တော့ကပြဿနာမရှိဘူးဒါပေမဲ့ဒီဘက်ခေတ်မှာကျတော့မယားတစ်ယောက်ပဲရှိတဲ့အခါမှာနော်နေစရာလဲသူပဲရှိတော့ဒီကိုဝင်ကိုတားရတဲ့ကိစ္စကပြဿနာတစ်ခုဖြစ်လာရောအဲ့တော့ကျန်းစာအတိုင်းပြောတယ်ဆိုတာထက်အကြံပေးတဲ့ဗီဒီယိုတစ်ပုဒ်အဖြစ်ပဲမြင်စေချင်ပါတယ်ဟောဒါပေမဲ့အခုကျွန်တော်ပြောတာကလက်ထပ်ပြီးသားခရိယန်အိမ်ထောင်တွေအတွက်အကြံပေးခြင်းဖြစ်ပါတယ်ဟိုလက်မထက်ရသေးပဲနဲ့သမီးစားဘွားမှာမမယွန်းယွန်းဖြစ်အရေးပေါ်သားစေးတွေကိုအားစေးလို့တောက်ပြီးအပြိုအမိခံအပြက်ဖြစ်နေတဲ့အသွေးတွေကိုအကြံပေးတာလုံးဝမဟုတ်ပါဘူးเนาะအဲ့ဒီအသွေးတွေကဒါအစကတည်းကနေဖျားခင်အလိုတော်မရှိတဲ့အရာတွေကျွန်တော်တို့ခရိယန်မှာပြဿနာလေးတွေရှိတဲ့အရာကအသွေးတွဲကဖျားเจ้าမှာမင်္ဂလာဆောင်ပြီး3-4နှစ်လောက်ကလေးမရတေးဘူးဆိုရင်သူ့လက်ညှိုးပိုင်းထိုးကြတယ်ဟာဖျားခင်ကသူတို့ကိုကလေးမပေးဘူးလားမသိဘူးတကယ်တော့သူတို့မွေးလာတဲ့ကလေးကြောင့်နင်တို့ကြွေးလားနင်တို့လည်းမကြွေးပါဘူးသူ့ကိုသူလှုပ်စားရတယ်အဲ့တော့ဒါသူ့ကိစ္စနဲ့သူပေါ့အဲ့တော့တစ်ခါချင်းပြီမှာလဲကလေးအများဆုံးမွေးနိုင်တဲ့ပြိုင်ပွဲကျင်းပတာ16ယောက်အမေကတတိယဆုရတယ်တဲ့เนาะအဲ့ဒါပထမဆုရတဲ့သူကဘယ်နှစ်ယောက်လဲဆိုတာစဉ်းစားကြည့်ဒါမျိုးလည်းရှိပြန်ရောတကယ်တော့ဆာလံအခန်းကြီး129အငယ်3မှာဖွားမြင်သောသားသမီးဟာတဲ့ဖျားသခင်ပေးသနာတော်မူသောအမွေဥစ္စာဖြစ်တယ်အဲ့ဒီကြမ်းပိုက်ပဲရှိတာမဟုတ်ဘူးเนาะအဲ့ဒီသားသမီးတွေကိုတခင်ဖျားရဲ့အလိုတော်နဲ့အညီကျွေးမွေးပြုစုစောင့်ရှောက်မယ်ဆိုတော့ကြမ်းပိုက်လည်းရှိသေးတယ်ဆိုတာကိုတတိယစေချင်တယ်ပြီးတော့ကိုယ့်ရဲ့အိမ်သူအိမ်သားတွေကိုမပြုစုကိုယ့်ရဲ့သားသမီးတွေကိုမလုတ်ကျွေးနိုင်တဲ့သူမကျွေးမွေးနိုင်တဲ့သူကမယုံကြည်တဲ့သူထက်တောင်မှပို့ပြီးတော့ယုံမာတယ်လို့ကျမ်းစာကပြောထားတယ်အဲ့တော့ခမည်းကလေးတွေအများကြီးမွေးပြီးမှမလုတ်ကျွေးနိုင်ဘူးဆိုရင်ဒါကတော့ပြဿနာတစ်ခုပဲနော်အော်ဖခင်တခင်ကျွေးမှာပဲကိစ္စမရှိဘူးဆိုပြီးတပြုတ်ပြုတ်မွေးပြီးတော့မနိုင်မနှင်းဝင်နေဖြစ်နေတာမျိုးဖခင်လူတော်ရှိလို့တင်ထင်လို့လားကလေးတွေအများကြီးမွေးထားပြီးကလေးတွေကဘာစားမှမသိနောက်ဆုံးဆွန့်ပစ်လိုက်တဲ့ကလေးတွေရှိတယ်တချို့တော့လည်းမလို့ချင်လို့ချက်ချလိုက်တဲ့ကလေးလည်းရှိတယ်ဒါတွေကဖခင်အလိုတော်မဟုတ်ဘူးညီကောင်မတို့ရဲ့အဲ့တော့မွေးလာတဲ့ကလေးဖခင်ဆုချတာမှန်ပေမဲ့အဲ့ဒီကလေးတွေကိုကျွေးမွေးပြုစုစောင့်ရှောက်ဖို့ကလည်းဖခင်အလိုတော်ရှိတယ်ဆိုတာလေးကိုတစ်ဆက်တည်းမှာနားလည်စေခြင်းနဲ့တမန်ကျမ်းစာထဲမှာတနေရာမှာတော့ကလေးကိုခွာပြီးတော့မွေးတယ်ပြောမယ်ဆိုရင်ဒါတာဆက်ချာနီးတနည်းဖြစ်တဲ့အရာတုံထားတဲ့အရာမျိုးတွေ့ရတဲ့ဟာတစ်ခုရှိတယ်အဲ့ဒါကဟောရှေခန်းကြီးတဲ့အငယ်8မှာလောယူဟာမာကိုနှုတ်ခွာသောအခါအမိဒီပရိသတ်တွေယူပြန်၍တားယောက်ျားကိုဖွားမြင်လေ၏တဲ့နှုတ်ခွာသောအခါဆိုတာနှုတ်ပြက်တာဣတလလူမျိုးတွေကကလေးတယောက်ကိုအနည်းဆုံး3နှစ်ထိနှုတ်တိုက်တယ်သူတို့ကနော်အဲ့ဒီ3နှစ်ပြည့်တဲ့အခါကျမှပဲကိုဝင်နောက်တစ်ခေါက်ထပ်ယူတယ်ဆိုတာကိုတွေ့ရတယ်အဲ့ဒီ3နှစ်အတွင်းသူတို့ကကလေးမရအောင်နေတဲ့အနေအထားမျိုးတွေဒါကျမ်းစာထဲမှာရံဖန်ရံခါတွေ့ရတယ်အဲ့တော့တင့်ကိုလည်းဘုရားခင်ကညံပေးထားပါတယ်တင်တကယ်ကျွေးမွေးနိုင်လားတင်တကယ်လုံနိုင်လားတေးချတာဖခင်ကျွေးမွေးမယ်ဆိုပြီးမှခေါင်းစဉ်တက်ပြီးမှငါပြင်းကြီးတဲ့ဟာမျိုးတွေမနိုင်မနှင်းဝင်နေထမ်းနိုင်တဲ့ဟာမျိုးတွေကိုတော့ဖခင်လူတော်မရှိဘူးဆိုတာတစ်ဆက်တည်းပြောချင်တယ်အဲ့တော့ကိုယ်တိုင်စဉ်းစားယူဖို့အခြေအနေဖြစ်နိုင်လားမဖြစ်နိုင်လားမဖြစ်နိုင်ဘူးဆိုရင်ဒါဆက်ချတဲ့နီးကိုယ့်အတွက်လည်းမထိခိုက်တဲ့နီးကိုတော့ဒါသုံးသင့်တယ်အခုကိုယ်မှာလက်ရှိကလေးရှိထားတယ်ဆိုရင်လည်းနော်အဲ့ဒီကလေးကိုတခြားကျွေးမွေးပြူဆောင်ရှောက်ပြီးတော့ဒီကလေးအရွယ်ရောက်လာတဲ့အခါကျမှပဲနောက်တစ်ယောက်ယူဖို့ထပ်စင်စားတာမျိုးတွေဒါလုတ်တက်နေလို့ကျွန်တော်တို့အကြံပေးချင်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ရောဒီအကြံကကျန်းစာနဲ့ကြိုက်လားမကြိုက်လားပြီးကောင်းလားမကောင်းလားဆိုတာကို comment ထဲမှာကျွန်တော်ဝင်ပြီးတော့ဖြေပေးသွားကြပါဦးကျွန်တော်ကတော့ယုံကြည်သူမိသားစုတွေအားလုံးပျော်ရွှင်ဝမ်းမြောက်ပြီးတော့ကျမ်းမာကြွယ်ဝတာကိုပဲမြင်ချင်ပါတယ်ရောက်တိုင်းပြန်ကောင်းကြီးရှိပါစေ